ရစီ3ပေးတယ်ထွက်တော့4တစ်ထွက်တယ်နော်ဒါလည်းအမေကျွန်တော်ထေးစီအနေနဲ့ပြောမယ်ဆို2ရဲ့6ရဲ့9ရဲ့နှလုံးပေါင်းချင်းဒီခွန်3ညထေးစီခွန်ရစီခွန်ဆိုပြီးထွက်တယ်နောက်တစ်မှာဆိုရင်ခွန်ရ2ရဲ့နှလုံးပေါင်းချင်း6 9ထေးစီ6 9ထေးစီကိုသူက9 5ဆိုပြီးထွက်တယ်နောက်ခက်တယ်ကျွန်တော်ယူတာ9ရဲ့5ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ9 5 6ဆိုနှလုံးပေါင်းချင်းဒီ9ရဲ့5ရဲ့နှလုံးပေါင်းချင်း4 6ရဲ့ပေါင်းချင်းဒီ4ရဲ့6မှာ3ညခွန်ထေးစီကိုသူပါထွက်တယ်ဆိုတော့3ည3ဆိုထွက်တယ်3ညရဲ့3ရဲ့ခွန်နှလုံးပေါင်းချင်း3ညခွန်ထေးစီပဲ3ညခွန်ထေးစီကိုခွန်8ဆိုပြီးထွက်တယ်နောက်နော်တောက်ကြနေမှာထွက်မှာထေးစီဒီခွန်ရဲ့8ရဲ့9ရဲ့နှလုံးပေါင်းချင်းဒီ3ညပါ3ညရဲ့နှက်ခက်ဒီခွန်3ညခွန်ကထေးစီဆိုတာကြာမှာနော်ဝမ်းချင်းအနေနဲ့ပြောမယ်ဆိုရင်ဝမ်းချင်းနှစ်ခုတွဲမယ်ဆိုရင်တော့ပေါက်တယ်ခွန်ရဲ့3ရဲ့နှလုံးပေါင်းချင်း3ညဝမ်းချင်း3ညဝမ်းချင်းကို2ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်း9လေးဝမ်းချင်း3ညဝမ်းချင်းကို9လေး3ညဝမ်းချင်းကို9လေးဝမ်းချင်းနဲ့ပေါက်မယ်ဆိုရင်9 5ဆိုပေါက်တယ်နော်9ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ3ည5ဝမ်းချင်း3ည5ဝမ်းချင်းကို9ရဲ့4ရဲ့နှလုံးပေါင်းချင်းဒီ3 8ဝမ်းချင်း3ည5ဝမ်းချင်းကို3 8ဝမ်းချင်းနဲ့ပေါက်မယ်ဆိုရင်3ည3ဆိုတော့ထွက်တယ်နောက်တစ်မှာဆိုရင်ခွန်ရဲ့3ညရဲ့နှလုံးပေါင်းချင်းဒီ9နဲ့ဝမ်းချင်း9နဲ့ဝမ်းချင်းကို3ညရဲ့3ရဲ့နှလုံးပေါင်းချင်း3 8ဝမ်းချင်း9နဲ့ဝမ်းချင်းကို3 8ဝမ်းချင်းပေါက်မယ်ဆိုရင်ခွန်8ဆိုတာထွက်တယ်တောက်ကြနေမှာထွက်မဲ့ site ဒီနော်တောက်ကြနေမှာထွက်မဲ့ site ဒီ6ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်းဒီ3 8ဝမ်းချင်း3 8ဝမ်းချင်းကိုခွန်ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီဟမ်9ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်း2ခွန်ဝမ်းချင်းဆိုမှားသွားလို့9ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်း2ခွန်ဝမ်းချင်းကိုခွန်ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ3 8ဝမ်းချင်း2ခွန်ဝမ်းချင်းကို3 8ဝမ်းချင်းနဲ့ပေါက်မယ်ဆိုရင်2 3 2 8ခွန်3ခွန်8ဒီ2 3ရဲ့နော်2 3ရဲ့ခွန်8ကပြန်ကြနော်2 3ရဲ့ခွန်8ကပြန်ကြနော်2 3ရဲ့ခွန်8ကပြန်ကြ2 3ခွန်8ပြန်ကြတင်ထိုးရမှာ2 8ရဲ့ခွန်3ရဲ့တင်ထိုးရမယ်ဒါမှထားလိုက်အောင် break အနေနဲ့ပြန်မယ်ဆို break အနေနဲ့ဆိုတော့တပင်ကျော် rate အနေနဲ့ပြီးတဲ့ပုံစံဖြစ်နေတယ်နော်ဒီမှာဆိုရင်6 3နှလုံးပေါင်းချင်း9ဘောက4 break ဆိုပြီးတော့ဒီမှာတပင်ကျော်မှာပြတယ်ခွန်ဆိုပြီးကြတယ်ဒီတပင်ကျော်ကြပါရင်ခွန်4နှလုံးပေါင်းချင်း6ဘောက1 break ဆိုတာဒီမှာကြက်ရမလို့ဘာကြောင့်တပင်ကျော်ဖြစ်တယ်ဒီနှလုံးပေါင်းချင်းကိုသွားမယ်နော်9 3နှလုံးပေါင်းချင်း10ဘောက3 break ဆိုပြီးတော့ဒီမှာကြတယ်နော်9ဘောက4 break ဆိုဒီမှာကြာပြီးတော့တပင်ကျော်နဲ့ကျော်ပြီးတော့10ဘောက3 break ဆိုတပင်ကြတယ်အဲ့ဒါဆိုရင်နောက်တပင်မှာဆိုရင်3 6နှလုံးပေါင်းချင်း9ဘောက4 break ဆိုတာဒီမှာတပင်ကျော်ကြ4 break နဲ့တွက်မယ်ဆိုရင်နော်4 break အနေနဲ့ထိုးရမှာဆိုရင်ကျွန်တော်ဝမ်းကြီးအနေနဲ့ပြောမှာဆိုရင်နောက်ဝမ်းကြီးမှာဆိုရင်9ရဲ့3နှလုံးပေါင်းချင်း3ည5 9ရဲ့3နှလုံးပေါင်းချင်း2ခုဝမ်းချင်းကိုခုံကြတယ်9 4ဝမ်းချင်းနှလုံးပေါင်းချင်းနော်9 4ဝမ်းချင်းကို9 5ကြတယ်ခွန်ရဲ့3ရဲ့နှလုံးပေါင်းချင်းဒီခွန်ရဲ့3ရဲ့နှလုံးပေါင်းချင်းဒီ3ည5ဝမ်းချင်းကို3ည3ကြတယ်6ရဲ့2ရဲ့နှလုံးပေါင်းချင်းဒီ8 3ဝမ်းချင်းကိုခွန်8ကြတယ်မနေ့ကြမယ်ဆိုရင်1ရဲ့4ရဲ့နှလုံးပေါင်းချင်း3ည5ဝမ်းချင်း3ည5ဝန်းကျင်ကိုကျွန်တော်က break ကိုသွားကြည့်လိုက်တဲ့အခါမှာ2ခွန် break ဖြစ်တဲ့အတွက်3ည2 3ညခွန်5နဲ့5ခွန်ဆိုတာထည့်ထိုးအောင်8ခွက်ဗျာ8ခွက်ထိုးနိုင်ထိုးမထိုးနိုင်မထိုးနဲ့နော်2 3 2 8ခွန်3ခွန်8 3ညနဲ့3ညခွန်5နဲ့5ထိုးနိုင်မှထိုးမထိုးနိုင်မထိုးနဲ့ထိုးနိုင်မှတပြားမှမထိုးနော်မထိုးနိုင်ဘူးဆိုရင်တပြားမှထိုးစရာမလို3ညနဲ့3ညခွန်5နဲ့5ခွန်နော်2 5 2 8 2 3 2 8ခွန်3ခွန်8 2 3 2 8ခွန်3ခွန်8နော်3ညနဲ့3ညခွန်5နဲ့5ခွန်8ကွက်နော်8ကွက်တော့ထိုးအောင်နော်ကဏ္ဍလေး8ကွက်မှမထိုးနိုင်ရင်လည်းမထိုးနဲ့ပတိထိုးခြင်းတဲ့လူတွေနော်ရှင်းရှင်းပြော3ညပတိထိုးနော်3ညပတိထိုးခြင်းတဲ့လူပြောတာနော်3ညပတိကိုပတ်ခြင်းတဲ့လူတွေပတ်ခြင်းတဲ့လူတွေ3ညပတိကိုပတ်မပတ်ခြင်းတဲ့လူတွေ8ကွက်ကိုထိုးပေါက်တယ်နော်ထိုးခြင်းမှာဖြစ်တာနော်မထိုးခြင်းမထိုးနဲ့အလကားပေးတာနော်အလကားပေးတာပါရိုးများချီကားတဲ့ဒါမလုံးနဲ့အလကားပေးတာထိုးခြင်းမှာထိုးခြင်းမထိုးနဲ့ဒါပဲကျွန်တော် YouTube channel မှာတင်တာအလကားပေးတာထိုးခြင်းထိုးမထိုးခြင်းမထိုးနဲ့ Telegram မှာပေးတယ်ဆိုရင်အဖွဲ့ဝင်ကြီးခေါ်တယ်နော်
ဒီကမှာပြီးရင်ဖွဲ့ဝင်ကြီးခေါ်တယ်နော် YouTube မှာပြီးရင်အလကားပေးတာထိုးရင်တို့မထိုးရင်မထိုးနဲ့ site ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ဒါပဲမျိုးတို့စိတ်ဆင်တာပဲ